ကဝိုင်ဘုတ်YouTube channel ကနေကြိုဆိုပါတယ်ဒီနေ့ကတော့နန္ဒာသိန်းစံရဲ့ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ထဲကအခန်းနှစ်တွေ့ဝေခြင်းကိုကြောက်ခိုင်းခြင်းဆိုတော့ဘက်ကိုဖတ်ရှုမှာဖြစ်ပါတယ်နားဆင်ကြပါဦးနော်မမှန်ကန်ရှုမြင်တတ်တဲ့အမြင်အသိမရှိရင်အမျှော်အမြင်မရှိရင်ဘာလို့ရမှမသိပဲစိတ်ဓာတ်တွေပြက်ပြားကျဆင်းသွားတတ်တာပါအခက်အခဲတွေပြဿနာတွေပေါ်များလာတဲ့လူလောကကြီးမှာစိတ်ဓာတ်ခိုင်ခန့်မှုမရှိရင်ကြံ့ခိုင်မှုမရှိရင်နေရာတကာမှာစိတ်ဓာတ်ကျစရာကြီးပဲတချို့ကမျက်မှောက်ခေတ်ကိုစိတ်ဓာတ်ကျနေတဲ့ခေတ် The Age of Depression လို့တောင်ခေါ်နေကြတယ်တွေးခေါ်ပညာရှင်တွေဟာလူကိုအဓိပ္ပာယ်အမျိုးမျိုးသတ်မှတ်ခဲ့ကြတယ်ဒါပေမဲ့ပုဂ္ဂိုလ်တစ်ဦးကမျက်မှောက်ခေတ်မှာတော့လူကိုစိုးရိမ်တော့ကရောက်နေတော့တရားဝါဖြစ်တယ်လို့သတ်မှတ်တင်ကြောင်ပြောဘူးတယ်လူလောကမှာစိတ်ပြည့်စရာစိတ်မချမ်းမြေ့စရာတွေများနေတော့စိတ်ထက်ကြတဲ့ယောဂါတွေမျက်မှောက်ခေတ်မှာအဖြစ်များတာပဲဘလောက်တောင်အဖြစ်များတယ်ဆိုရင်အင်္ဂလန်နိုင်ငံတစ်ခုတွင်မှာပဲတစ်နှစ်ကိုလူ4000လောက်စိတ်ထက်ကြယောဂါနဲ့ဆေးရုံတက်ကြရတယ်လို့သိရတယ်ပြီးတော့အဲ့ဒီအင်္ဂလန်နိုင်ငံတစ်ခုတွင်မှာပဲနှစ်စဉ်လူ9000လောက်ကိုတက်တည်ကြတယ်အဲ့ဒီအထဲမှာစိတ်ထက်ကြယောဂါကြောင့်တက်တည်သူတွေအများဆုံးပဲလို့သိရင်အရာသိရတယ်စိတ်ထက်ကြဆင်းပြီးသောကတွေပြာပါဒတွေများလာရင်ခန္ဓာကိုယ်မှာယောဂအမျိုးမျိုးတွေဖြစ်လာနိုင်တာပဲစိတ်ထက်ကြဆင်းလို့ဖြစ်ပေါ်လာတဲ့ယောဂတွေနဲ့ပတ်သက်ပြီးသုတေသနပြုကြတဲ့ဆရာဝန်တွေအဆိုအရလူနာ90%မှာ80%အထိဟာစိတ်ထက်ကြမှုကြောင့်ခန္ဓာကိုယ်မှာယောဂတွေရလာတာပဲလို့ပြောကြတယ်အမေရိကန်မှာလည်းတစ်နှစ်ကိုလူပေါင်း4သန်းကနေ8သန်းအထိစိတ်ထက်ကြယောဂအခြေအနေကြောင့်အကုသခံရတယ်အဲ့ဒီလူနာတွေထဲမှာ2သိန်းခွဲဟာဆေးရုံတက်ပြီးအကုသခံနေရတယ်လို့ Time Magazine ဆေးပညာကဏ္ဍမှာဖော်ပြထားတာဖတ်ဖူးတယ်ဒီတော့စိတ်ပြည့်စရာတွေအခက်အခဲတွေစတဲ့ဒုက္ခနဲ့ကြုံတဲ့အခါအရှုံးမပေးပဲအဖြစ်နိုင်ဆုံးအားမှန်ကိုတင်ထားရမှာပဲပြတိုင်းတော်ရုပ်ကလေးတွေကိုမြင်မှုကြမှာပဲငငယ်ကဒီပြတိုင်းတော်ရုပ်မျိုးလေးတွေနဲ့ကစားဘူးကောင်းကစားဘူးကြမှာပဲပြတိုင်းတော်ကိုဘလို့ပဲဖြစ်ဖြစ်ဘယ်နေရာကိုပဲဖြစ်လိုက်ကြာရနေရမှာမတ်လျက်ထောင်လျက်ပဲဒီပြတိုင်းတော်လို့ပေါ့ဘယ်လိုအခြေအနေကိုပဲရောက်ဦးထောင်လဲမော့နဲ့နေမယ်အားမှန်တွေကိုမလျှော့ဘူးလို့အားတင်းရမှာပဲလူတော်လူကောင်းတွေကတေရမဲ့ဒုက္ခကြီးမျိုးတွေကိုတော့ခိုင်ခန့်တဲ့စိတ်နဲ့ကျင်ဆိုင်ခဲ့ကြတာသမိုင်းမှာအများကြီးပဲငါကြုံတွေ့နေရတာတွေကဘာဟုတ်သေးလဲလို့စိတ်ကိုဖြေသင့်တာပဲမဟာဇနကမင်းသားအကြောင်းကိုကြားဘူးမှာပဲတခါဒုက္ခတွေနဲ့ကြုံရတဲ့အခါမဟာဇနကမင်းသားကိုမြင်ရောက်ပြီးအားတင်းမိပါတယ်ဒီမှာသိကြတဲ့အတိုင်းပင်လယ်တွင်းမှာသမောဖြစ်တော့တခြားသူတွေဟာထိတ်ထိတ်ကြွကြွတွေဖြစ်ကုန်ကြတယ်တချို့ကလည်းသူတို့ယုံကြည်ရာနတ်တွေကိုရော်ရမ်းတန်းတားကြတယ်တချို့ကလည်းဘာလို့ရမှမသိတော့ဘူးကိုးကွယ်ရမရအော်ဟစ်ငိုကြွေးပြီးရုန်းရင်းဆန်ခတ်ဖြစ်နေကြတယ်ဒါပေမဲ့မဟာဇနကကတော့စိတ်ဓာတ်ခိုင်မာသူဆိုတော့ကြာရခတ်မနေဘူးတခြားသူတွေကိုဘလို့မှကယ်လို့မဖြစ်နိုင်တဲ့အဆုံးမှာမဟာဇနကမင်းသားအစာကိုကောင်းကောင်းစားတယ်ထောပတ်တွေကိုလည်းတဝစားတယ်သူ့ကိုယ်မှာလည်းရနိုင်တယ်လို့စီတွေထောပတ်တွေကိုတုပ်လိမ့်တယ်ပြီးတော့ရွက်တိုင်ထိပ်ကိုရအောင်တက်တယ်စိတ်ဓာတ်ခိုင်မာသူဆိုတော့အခြေအနေကိုတည်ငြိမ်စွာသုံးသပ်နိုင်ပြီးဘာကိုလုပ်ရမယ်ဆိုတာကိုလည်းဆုံးဖြတ်နိုင်တယ်သူရွက်တိုင်ဖျားရောက်အောင်တက်ရတာကလည်းအကြောင်းရှိတယ်သမောကြီးဝမ်းပေါက်ပြီးလူတွေရင်နစ်တော့ငလိန်ငမန်းတွေကဝင်စားကြတယ်သမောရဲ့ဝန်းကျင်မှာအာသာငန်းငန်းဖြစ်နေကြတဲ့ငလိန်ငမန်းတွေဟာရင်နစ်သူတွေကိုစားဖို့တိုးကျိန်နေကြတယ်ဒီတော့ငလိန်ငမန်းတွေအများဆုံးစုဝေးနေတဲ့နေရာကိုသူရောက်သွားရင်ဘလောက်ရေကူးတော့ပေမဲ့အကြိုက်ခဲခံရပြီးသေမှာပဲဒါကိုဆင်ခြင်နိုင်တဲ့အတွက်မဟာဇနကမင်းသားဟာရွက်တိုင်ထိပ်ပြရောက်အောင်တက်ငလိန်ငမန်းတွေစုဝေးပြီးစားတော့ကြိုက်ခဲနေတဲ့နေရာနဲ့ဝေးနိုင်သမျှဝေးအောင်တအားကုန်ခုံလွှမ်းချလိုက်တယ်အဲ့ဒီနောက်မစုံမနစ်တဲ့ဝိရိယနဲ့အပြောကျယ်တဲ့ပင်လယ်ကြီးကိုကူးတော့တာပဲကဘာမှာဖြစ်အကြီးကျယ်ဆုံးသောရေကူးသမားကြီးဖြစ်ကူးခတ်နေတဲ့မဟာဇနကမင်းသားကိုမြင်အောင်ကြည့်နိုင်ပါလေဘာကြောင့်အကြီးကျယ်ဆုံးလို့ဆိုနိုင်တယ်လဲဆိုတော့ရွက်တိုင်ဖျားမှခုန်ချပြီးတဲ့နောက်ပင်လယ်ပြင်မှာ9ရက်လုံးလုံးကူးကပ်နေသူဖြစ်လို့ပဲသူ့စိတ်ဓာတ်ခိုင်ခြင်းမှုနဲ့ဇွဲလုံးလာကြောင့်မဏိမေကလာရဲ့အကူအညီရပြီးအသက်ချမ်းသာရာရခဲ့တယ်မဟာဇနကမင်းသားဟာတခြားလူတို့လိုစိတ်ဓာတ်တွေခြောက်ခြားပြက်ပြားသွားရင်အခြေအနေတွေကိုယုံကြည်သုံးသပ်နိုင်စွမ်းရှိမှာမဟုတ်ဘူးဘာကိုလှုပ်တဲ့နဲ့ဘလို့လှုပ်တဲ့နဲ့ဆိုတဲ့အသိအမြင်ကိုလည်းရနိုင်မှာမဟုတ်ဘူးဒီလိုအသိအမြင်မရှိရင်ဘာကိုလှုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချနိုင်မှာမဟုတ်ဘူးစိတ်ဓာတ်ပြက်ပြားကျဆင်းသွားရင်9ရက်လုံးလုံးကူးနိုင်တဲ့ဇွဲတတ္တိနဲ့ဝိရိယလည်းရှိမှာမဟုတ်ဘူး
စိတ်ထက်ကျဆင်းသွားရင်သေဘေးကလွတ်မြောက်လိုတဲ့ဆန္ဒနဲ့မျှော်လင့်ချက်လည်းကုန်သွားနိုင်တာပဲစိတ်ဓာတ်တွေမလုံမရှားမယိမ်းမယံအောင်ထိန်းထားရမှာပဲပထမကမ္ဘာစစ်ပြီးတဲ့အခါမှာလူတွေက Marshall Force ကိုစစ်အတွင်းကဘယ်လိုများအုပ်ချုပ်ကွပ်ကဲခဲ့ပါသလဲလို့မေးတော့သူကစေးတံဖွာရင်ခေါင်းအေးနဲ့လုပ်ရမယ့်ဟာလုပ်ခဲ့တာပါပဲလို့ပြန်ပြောဦးတယ်ရရှိလာတဲ့သတင်း informations တွေအခြေအနေတွေပေါ်မှာမှန်ကန်စွာသုံးသပ်ပြီးအမိန့်ပေးနိုင်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့စစ်ဘက်ခေါင်းဆောင်ကောင်းတွေစစ်မြေပြင်မှာရန်သူကိုအနိုင်တိုက်နိုင်ကြတဲ့စစ်သည်တော်ကောင်းတွေကြုံတွေ့လာတဲ့လူမှုပြဿနာတွေကိုဖြေရှင်းနိုင်တဲ့တိုင်းပြည်ခေါင်းဆောင်ကောင်းတွေမှာခိုင်ခန့်တည်ငြိမ်တဲ့စိတ်ဓာတ်တွေရှိကြတာပဲအခက်အခဲတွေဘေးရန်အန္တရာယ်တွေပြဿနာတွေကိုကိုယ်တိုင်လက်တွေ့မကြုံရသေးခင်မှာလူတဦးကိုလူတော်လူကောင်းဟုတ်တယ်မဟုတ်ဘူးဆိုတာဆုံးဖြတ်ရခက်တယ်ဒါကြောင့်ဘေးရန်အန္တရာယ်တို့ဆိုက်ရောက်လာသောအခါကာလတို့၌ပုဂ္ဂိုလ်၏စွမ်းရည်သတ္တိကိုသိရမည်ဆုံးဖြတ်ရမည်လို့ဆိုတာပဲအကြောင်းမရှိသေးခင်ကဒီပုဂ္ဂိုလ်ဟာဘလို့အရေးချင်းစွမ်းရည်သတ္တိရှိတယ်လို့ချီးမွမ်းနေကြပေမဲ့ဧကံမဆုံးဖြတ်နိုင်သေးဘူးတကယ်အခက်အခဲတွေဘေးရန်အန္တရာယ်တွေနဲ့ကြုံပြီးဒီအခက်အခဲတွေဘေးရန်အန္တရာယ်တွေကိုကြံ့ကြံ့ခိုင်ရင်ဆိုင်ဖြေရှင်းနိုင်တာကိုတွေ့မှသာပုဂ္ဂိုလ်တူကိုတကယ်သတ္တိရှိတယ်မရှိဘူးလူစွမ်းလူစားရှိတယ်မရှိဘူးဆိုတာသိနိုင်တာပဲစိတ်ကောင်းနှလုံးကောင်းရှိတယ်မရှိဘူးဆိုတာလည်းဒီနည်းတူဆုံးဖြတ်ရမှာပဲဂေါတမဗုဒ္ဓဘုရားအဖြစ်မရောက်ခင်ရှေးအခါကာလတုန်းကတာဝတိပြည်မှာဝေဒေဟိကာဆိုတဲ့အိမ်ရှင်မတဦးရှိတယ်ဝေဒေဟိကာကိုအများကကိုယ်ကျင်တရားကောင်းတယ်စိတ်နေသဘောထားကောင်းတယ်သိကိုစိတ်သဘောထားပျော့ပြောင်းတာပဲလို့ချီးကျူးနေကြတယ်ဝေဒေဟိကာဟာသူတော်ကောင်းစိတ်ရှိတယ်အပြောအဆိုကလည်းအင်မတန်ကောင်းတယ်ချိုချိုသားသားရှိတယ်ဆက်ဆံရေးမှာလည်းဖော်ဖော်ရွယ်ရွယ်နဲ့အင်မတန်တော်တယ်တကယ်သူတော်ကောင်းပါလေပဲလို့အရက်ကဝိုင်းပြီးချီးမွမ်းနေကြတယ်အဲ့ဒီဝေဒေဟိကာရဲ့အိမ်မှာကာလီလို့ခေါ်တဲ့ကျွန်မတစ်ယောက်ရှိတယ်ကာလီဟာဘယ်အိမ်သွားသွားဘယ်သူနဲ့ပဲတွေ့တွေ့သူ့သခင်မဝေဒေဟိကာရဲ့ကောင်းကြောင်းတွေသိခံတတ်ကြောင်းတွေစိတ်ကောင်းရှိကြောင်းတွေပဲကြားနေရတယ်ဒါနဲ့ကာလီကစဉ်းစားတယ်ငါသခင်မဟာတကယ်ပဲစိတ်သဘောထားကောင်းနေလို့လားဒါမှမဟုတ်အိမ်မှုရရကိစ္စတွေကိုငါကအကုန်ဆောင်ရွက်ပေးနေလို့အချိုးကျအဆင်ပြေနေလို့လားစုံစမ်းအောင်မယ်ဒီလိုကြံပြီးတော့ဒီနေ့မှာကာလီဟာခါတိုင်းလိုအိမ်မှုကိစ္စကိုလုပ်ဖို့စောစောမထပဲပေပြီးအိတ်နေတယ်ဝေဒေဟိကအင်ရှင်မအိယာကထလာပြီးအခြေအနေတွေကိုကြည့်တော့ခါတိုင်းလိုမျက်နှာသစ်စရာရေကလည်းအစင်စဲမရှိဖြစ်နေတာတွေ့ရတယ်မိဖို့ထဲမှာချက်ရေးပြည့်အတွက်လည်းဘာမှမလုပ်ရသေးဘူးအမိုက်လဲစရာရှိတာတွေကိုလည်းလှည့်ကျင်မထားတာတွေ့ရတယ်ဒီတော့ဝေဒေဟိကာကစဉ်းစားတယ်ဒီကနေ့ကာလီဟာအိယာကမထသေးဘူးအခါတိုင်းလုံနေကြအလုပ်တွေကိုလည်းဘာမှမလုပ်ရသေးဘူးနေမကောင်းလို့များလေလားဒီလိုတွေးပြီးသူကစိတ်မဆိုးသေးပါဘူးစိတ်ဆိုးစရာအကြောင်းကမလုံလောက်သေးပဲကိုနေမကောင်းရှာလို့နဲ့တူပါရဲ့လို့ဘီယူနာလေးနဲ့တရားစိတ်တောင်ဖြစ်လိုက်သေးတယ်ဒါနဲ့နေမကောင်းလို့ထင်ပြီးဝေဒေဟိကာကကာလီကိုသွားမိတယ်ဘလို့ဖြစ်လို့လဲနေမကောင်းဘူးလားလို့မေးတော့ကာလီကဘာမှမဖြစ်ပါဘူးအိတ်ချင်လို့အိတ်နေတယ်လို့ပြောတယ်ဝေဒေဟိကာကဘာမှလည်းမပြောဘူးမျက်နှာတော့ပြက်သွားတယ်ဒါကိုမြင်တော့ကာလီကထိုးသခင်မှာစိတ်ဆိုးတတ်သားပဲလို့တွေးတယ်ဒါပေမဲ့မသေးကြသေးဘူးထပ်စုံစမ်းအောင်ပါပဲလို့တွေးပြီးနောက်နေ့မှလည်းအိယာကစောစောမထပဲပေပြီးအိတ်နေတယ်ဒီအခါမှာလည်းဝေဒေဟိကာကမနေ့ကလိုပဲလာပြီးဘာကြောင့်မထတာလဲလို့မေးတော့အိတ်ချင်လို့အိတ်နေတာသခင်မလို့ကာလီကပြန်ပြောတယ်ဒီအခါမှာဝေဒေဟိကာကနင်ငါအကြောင်းသိမယ်လို့ကျိန်းတယ်အရင်ကအပြောဆိုရင်ကြီးပါပေတယ်ဆိုတဲ့ဝေဒေဟိကာဟာအခုကြမ်းကြမ်းတဲ့စကားပြောလာတာကိုကာလီသတိထားမိတယ်ဒါပေမဲ့ပိုပြီးသေချာအောင်နောက်နေ့မှလည်းအိယာကစောစောမထပဲပေပြီးအိတ်နေတယ်နောက်နေ့မနေ့မှာဝေဒေဟိကာကလာမေးပြန်တယ်ကာလီကမထချင်လို့အိတ်နေတာလို့ပြောလိုက်တယ်ဒီတစ်ချိန်မှာတော့ဝေဒေဟိကာဟာကာလီကိုစိတ်ဆိုးဒေါသတွေဖြစ်ပြီးကျိမ်းမောင်းဆဲဆူယုံတာမကတကားကန့်လန့်နဲ့ပေါက်လိုက်တာကာလီရဲ့ဦးခေါင်းပေါက်ကွဲသွားတယ်ဦးခေါင်းပေါက်ကွဲသွားတဲ့ကာလီဟာအိမ်နီးချင်းတွေစီသွားပြီးကျမရဲ့ဖြစ်ပုံကိုကြည့်ကြပါဦးအိမ်မှာခိုင်းစရာဆိုရင်ကျမတယောက်တည်းရှိပါတယ်ဒီတယောက်တည်းရှိတဲ့ကျမကိုအိယာကစောစောမထတာလေးနဲ့ဒီလောက်ကြမ်းကြမ်းတဲ့ရိုက်နှက်သိမ့်ပါလားအရက်ကဖြစ်ချင်းမုန်းလိုက်ကြတာမပြောပါနဲ့တော့ဝေဒေဟိကဟာတကယ်သူတော်ကောင်းပါလေတဲ့သိမ့်သိမ့်မှုမှုရင်ရင်ကြည်ကြည်ပြောတတ်ဆိုတတ်တယ်တဲ့လူတွေကိုဆက်ဆံတဲ့နေရာမှာဟော်ရည်တယ်တဲ့ပျော့ပျော့ပြောင်းနဲ့စိတ်သဘောထားပြေဝတယ်တဲ့အခုတော့ကြည့်ပါဦးအဲ့ဒီရှင်တို့ရဲ့သူတော်ကောင်းပါလေကဒီတယောက်တည်းရှိတဲ့ကျမကိုဒီလောက်ကြမ်းကြမ်းတန်တန်တကားကန်းနဲ့ပေါက်ရသလားကျမမှာ
ဥကောင်းပေါက်ပွဲရပါပြီလို့တိုင်တန်းတယ်ဒီတော့မှလူတွေဟာဝေရေဟိကာရဲ့သဘောအမှန်ကိုသိလာကြရတာပဲဒီဖြစ်ဖြစ်ဟာတကယ်တမ်းအဆင်မပြေတာတွေမနစ်ချိုက်နိုင်တာတွေနဲ့ဂျုံတဲ့အခါမှာလူတော်လူကောင်းဟုတ်မဟုတ်သိနိုင်ကြောင်းပေါ်ပြနေတာပဲအိမ်တော်ရေးမှာလည်းဒီလိုပဲပစ္စည်းဥစ္စာပြည့်စုံမှုယာရုဌာနတော်အကြီးကြီးရနိုင်မှုတို့ရှိတဲ့အခါအိမ်တော်ရေးဟာပြည်လဲနေတယ်ဇနီးမယားကလည်းသူလိုချင်တာရဝစ်ချင်စင်ချင်တာဝစ်ရစင်ရဂုံလုံးချင်တာကိုလည်းလုပ်ရဆိုတော့သူ့ချစ်လင်ယောက်ျားကိုချင်းမြတ်နိုးစိတ်တွေရှိနေတယ်ချင်းမြတ်နိုးတဲ့အမူအရာတွေကိုပဲပြနေတယ်ဒီအခါဘဝမှာဘလို့အခက်အခဲတွေနဲ့ပဲကြုံကြုံမငြီးမညူပဲအေးတူပူမြနေမဲ့တကယ်သစ္စာရှင်ပါလေအလိမ္မာတုံးလေးလို့ထင်နေတယ်ဒါပေမဲ့တကယ်ဒုက္ခတွေဆင်းရဲတာတွေနဲ့ကြုံလာတဲ့အခါကျတော့အလိမ္မာမကလေးဟာစကားပြောတာကအစမရင်မကြွေးတွေဖြစ်လာတယ်ချစ်သူယောက်ျားကိုအပြစ်တင်စကားတွေပြောလာတယ်ဂလန်ကဆန်တွေလှုပ်လာတယ်အဆိုတစ်ခုရှိတယ်လင်ချမ်းသာတဲ့အခါမယားဖြစ်သူကလည်းချမ်းသာကိုဝေမျှခံစားပြီးလင်ဆင်းရဲတဲ့အခါမှာလည်းမယားဖြစ်သူဟာဆင်းရဲကိုမငြီးမညူဝေမျှခံစားသူဖြစ်မှမယားကောင်းမယားမြတ်ဖြစ်တယ်ပစ္စည်းဥစ္စာပေါများကြွယ်ဝသူမှာမယားပေါများခြင်းဟာအံ့ဩစရာမရှိပါဘူးတဲ့တကယ်အခက်အခဲတွေဆင်းရဲဒုက္ခတွေနဲ့ကြုံတော့မှသာတကယ်ချစ်သူကောင်းအဖော်ကောင်းမိတ်ဆွေကောင်းဟုတ်မဟုတ်ဆုံးဖြတ်နိုင်တော့တာပါပဲဒါကြောင့်ပဲအစင်မပြေတာတွေအခက်အခဲတွေဘေးအန္တရာယ်တွေမတရားမှုတွေစတဲ့ဒုက္ခတရားတွေဟာလူတဦးကိုလူတော်လူကောင်းဟုတ်မဟုတ်လူစွမ်းလူသားရှိမရှိစစ်ဆေးပေးနေတဲ့အမှတ်ကြောက်တွေပဲလို့ဆိုနိုင်တယ်မိမိကိုယ်တိုင်နဲ့ငါဟာဒုက္ခရဲ့အစမ်းအသက်ကိုဘယ်လောက်ခံနိုင်ပြီဖြစ်တယ်လဲဒုက္ခရဲ့မှတ်ကြောက်အတင်ဘယ်မျှခံနိုင်ပြီဖြစ်တယ်လဲဆိုတာသုံးခဲ့ရမှာပဲပုဂ္ဂိုလ်တူကပြောဘူးတယ်ဒုက္ခအန္တရာယ်တွေအခက်အခဲတွေဆိုတာပူပြင်းတဲ့ရာသီဥတုနဲ့တူတယ်ပူပြင်းတဲ့ရာသီဥတုဟာနွားနို့ကိုတော့ချင်သိုးသွားစေတယ်ဒါပေမဲ့တချို့သောသစ်သီးတွေကိုတော့ချိုမြိန်စေတဲ့သစ်သီးတွေဖြစ်ရအောင်ရင့်မှတ်စေနိုင်တယ်တဲ့ဒီနည်းတူပါပဲအခက်အခဲတွေဘေးရန်အန္တရာယ်တွေစတဲ့ဒုက္ခတရားတွေကြုံရတဲ့အခါစိတ်ဓာတ်ခိုင်ကြည်မှုမရှိသူတွေကတော့ပြည့်ရွှင်ဆုံးမကြဆင်းခြင်းတွေဖြစ်ရတယ်စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့အခက်အခဲတွေကိုကြံ့ကြံ့ခိုင်ကျော်လွှားရင်အောင်မြင်သူတွေအရေးသွေးမြင့်သူတွေဖြစ်လာတာပဲဒီတော့ကြုံလာသမျှဒုက္ခနဲ့ဒုက္ခရဲ့အပေါင်းအပါတွေဖြစ်တဲ့အခက်အခဲတွေဘေးရန်အန္တရာယ်တွေကိုကြံ့ကြံ့ခိုင်ခိုင်နဲ့ကျော်လွှားဖို့အာမန်ကိုတင်းထားရမှာပဲတင်းကိုတင်းထားရမှာပဲအခန်းနှစ်ပြီးပါပြီအားလုံးပဲခုနိုင်ပါမနက်ဖြန်အခန်း3ဘဝခီးတဲ့စီကအတန်းဆိုတဲ့အခန်းလေးကိုဆက်ပြီးတော့ဖတ်ပါမယ်အားလုံးပဲခုနိုင်ပါခင်ဗျာ